ထိုင်းလို 7-Eleven မှာကိုကိုတိုင်းငွေဘယ်လိုသွားဖြစ်မလဲဆိုတဲ့အကြောင်းအလေးနဲ့ပတ်သက်ပြီးကျွန်တော်တို့လေ့လာသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါ Anju language ကနေကြိုးဆိုပါတယ်ငွေလေးဖြည့်ခြင်းလို့ပါခင်ဗျာခေါ်เติมเงินโทรศัพท์หน่อยครับขอเติมเงินโทรศัพท์หน่อยครับขอเติมเงินโทรศัพท์หน่อยครับဘယ်စင်ကတ်လေးသုံးလဲရှင်ใช้ซิมอะไรคะใช้ซิมอะไรคะใช้ซิมอะไรคะ AIS သုံးပါတယ်ခင်ဗျ AIS ครับ AIS ครับ AIS ครับနံပါတ်ကဘာလဲရှင်เบอร์อะไรคะเบอร์อะไรคะเบอร์อะไรคะ3839123456ခွန်ပါခင်ဗျ0801234567ครับ0801234567ครับ0801234567ครับဘယ်လောက်ဖြည့်မလဲရှင်เติมเท่าไหร่คะเติมเท่าไหร่คะเติมเท่าไหร่คะบาท100ပါခင်ဗျ100บาทครับ100บาทครับ100บาทครับငွေသားသို့မဟုတ်စကန်လားရှင်รับเงินสดหรือสแกนคะรับเงินสดหรือสแกนคะรับเงินสดหรือสแกนคะสแกนครับเนี่ยสแกนครับสแกนครับสแกนครับတတရဲ့ချောချောမှုမပါပဲရှင်ပြီးဆုံးသွားတဲ့အခါမှာပြောတဲ့စကားပါ lip like ခ lip like ခ lip like ခကျေးဇူးတင်ပါတယ်ခင်ဗျာขอบคุณครับขอบคุณครับขอบคุณครับဒီလိုထိုင်းစကားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် like and follow လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့ဦးခင်ဗျ